99ရာခိုင်နှုန်းသောလူတွေဟာဒီရုပ်ရှင်ရဲ့အဆုံးသက်ကိုခံမှန်းနိုင်မှာမဟုတ်ပါဘူး။ဇလန်အစမှာတော့အန်နာတယောက်နိုးလာတဲ့အခါရိုးရိုးမိုးသက်မုန်တိုင်းလိုပဲထင်ခဲ့တာပါ။ဒါပေမဲ့မျက်စိပွင့်ကြည့်လိုက်တဲ့အခါရေကြီးမှုဟာပြတင်းပေါက်ကနေတဆင့်အိမ်ထဲကိုစီးဝင်လာပြီးဒုတိယထပ်ထိမြုပ်နေပါပြီ။တာဖြစ်သူစီရန်ကတော့မြေပြင်ပေါ်မှာရေကူးတင်နေတယ်လို့မျိုးပျော်ရွှင်နေပြီးဘေးအန္တရာယ်ကြီးကြားရောက်တော့မဲ့ရေကိုလုံးဝမသိရှာပါဘူး။အိမ်ယာဝင်းရဲ့အတန်ချစ်ဆက်ကနေလျှက်စစ်တက်လေကရက်တက်ထားကြောင်းနဲ့လူအားလုံးခေါင်းမိုးထက်ကိုအမြန်ဆုံးတွားရောက်ခိုလုံကြဖို့အရေးပေါ်ကြေညာချက်ထွက်လာပါတယ်။အန်နာလည်းအထုပ်ပိုးတွေကိုအမြန်သိမ်းဆည်းနေလုံးမှာပဲသူတေသနဌာနရဲ့လုံခြုံရေးဝန်ထမ်းစွန်ကြောက်စီစီကနေဖုန်းဝင်လာပြီးအပေါ်ကိုအမြန်ဆုံးတက်ဖို့လှမ်းပြောပါတယ်။ဒါပေမဲ့စကားမဆုံးခင်မှာပဲဖုန်းလိုင်းပြတ်တောက်သွားခဲ့ပါတယ်။အန်နာတစ်ချက်လဲကြည့်လိုက်တဲ့အခါအခန်းထဲကတားဖြစ်သူပြက်ကွက်သွားတာကိုတွေ့လိုက်ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲအဝတ်ဘီရိုထဲမှာကောင်လေးကိုပြန်ရှာတွေ့ခဲ့ပါတယ်။ဒီအချိန်မှာလှေကားတစ်တွေပေါ်မှာလူတွေဟာပြားများပြီးရုံရင်းဆန်းကပ်ဖြစ်နေကြပါပြီ။အန်နာကတားကိုပွေ့ချပြီးအခြားလှေကားတစ်ခုစီရွှေ့ပြောင်းမှုစူးစမ်းပေမဲ့ရေမျက်နှာပြင်ကအရမ်းမြင်တက်လာတာကြောင့်မျက်တောင်တစ်ခါတွင်းမှာတတိယထပ်ထိရောက်လာပြီးလူတော်တော်များများရေထဲကိုမျောပါကုန်ကြပါတယ်။သူမတက်တက်မထက်ခွဲထိတက်လာတဲ့အချိန်မှာတော့ရှီလန်ဟာပစ္စည်းအပုပ်သိုးတွေနဲ့ပိတ်ဆို့နေတာကြောင့်ဆက်တက်လို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအန်နာကမျက်နှာချင်းဆိုင်ကစွန်ကြောက်စီကိုလှမ်းမြင်လိုက်ရပါတယ်။ဒါပေမဲ့သူမလက်လန်းပြရုံပဲရှိသေးအေယာမလိုင်းလုံးကြီးကသတင်းပေါက်မှန်တွေကိုရိုက်ခွဲလိုက်ပြီးတစ်ထက်လုံးကိုဝါမျိုးသွားပါတော့တဲ့အန်နာကနောက်ကြည့်နေတဲ့ရေထဲမှာတားဖြစ်သူကိုအသေးတန်လိုက်ရှာပါတယ်။အတော်လေးကြိုးစားလိုက်ရပြီးမှအခန်းတစ်ခုထဲမှာတားကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့တကားမကြီးကရေပြားကြောင့်ပိတ်ဆို့နေတာမို့လုံးဝထွက်လို့မရပါဘူး။အသက်အန္တရာယ်စိုးရိမ်ရတဲ့အရေးကြုံနေရချိန်မှာစွန်ကြောက်စီကအပြင်ကနေတကားကိုရိုက်ခွဲဝင်ရောက်လာပြီးသူတို့သားမိကိုကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်စွန်ကြောက်စီကအထက်အဖွဲ့အစည်းကိုဖုန်းနဲ့အကြောင်းကြားပြီးအစင်းမြင့်သူတေတီအန်နာနဲ့စီရန်တို့အသက်ရှင်နေသေးကြောင်းအတည်ပြုပေးပါတယ်။သူကအန်နာကိုပြောပြတာကတော့ဒီဘေးအန္တရာယ်ဟာကြိုတင်ကြုံဝါတစ်ခုတာဝန်ရိုးဆုံးကိုဝင်တိုက်မိရာကနေပင်လယ်ရေတွေရှန်တက်လာတာဖြစ်ပြီးဂျပန်နိုင်ငံရဲ့တဝက်လောက်ဟာရေအောက်ရောက်သွားပြီလို့ဆိုပါတယ်။သူတို့ရှိနေတဲ့အထက်30ရှိတဲ့အဆောက်အုံကြီးကလည်းကြကြခံမှာမဟုတ်ပါဘူး။ကုမ္ပဏီကသူတို့ကိုလာကြိုဖို့ရဟတ်ယာဉ်တစ်စီးလွှတ်ထားပေးပါတယ်။တကယ်တော့အန်နာလုတ်ကိုင်နေတဲ့ကုမ္ပဏီဟာလူသားမျိုးနွယ်တင်လို့ခေါ်တဲ့ယူတူဖွယ်ရာစီမံကိန်းတစ်ခုကိုအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။အန်နာကတော့စိတ်ခံစားမှုအင်ဂျင်စီမံကိန်းရဲ့တူးလဲသောပညာရှင်ဖြစ်တာကြောင့်သူမအသက်ရှင်ဖို့ကအလွန်အရေးကြီးပါတယ်။ဒါပေမဲ့စွန်ကြောက်စီကတတိပေးလိုက်တာကတော့အသက်ရှင်တန်ခွင့်ရဖို့အတွက်ခေါင်းမိုးထက်ကအိမ်နီးနားချင်းတွေဟာဘာကူမှဂရုမစိုက်ပဲနေရာလူကျလိမ့်မယ်ဆိုတာပါပဲ။ဖုံးချလိုက်ပြီးတာနဲ့အိမ်ထဲမှာတဘာဝတံငွေတွေရုတ်တရက်ယိုစိမ့်လာပြီးပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်သွားပါတော့တယ်။အန်နာဟာလေလိုင်းတန်ကြောင့်လွင့်စင်သွားပြီးအေးဆက်နေတဲ့ပင်လယ်ရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ပြုတ်ကျသွားပြီးနောက်အန်နာဟာတက်လေကားထဲကနေကောင်မလေးတစ်ယောက်ရဲ့အော်ဟစ်အကူအညီတောင်းတကိုကြားလိုက်ရပါတယ်။သူကကဲချင်ပေမဲ့ရေကတက်လေကားတစ်ခုလုံးကိုမြုပ်သွားစေတာကြောင့်မမီတော့ပါဘူး။အန်နာဟာအပေါ်ကိုပဲဆက်လက်ထွက်ပြေးခဲ့ရပြီးနောက်ဆုံးမှာစွန်ကြောက်စီစီရန်တို့နဲ့ပြန်ဆုံခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာပဲစီရန်ကယောဂရုတ်တရက်တစ်ဖောက်လာပြီးစေဝါတွေကလည်းပျောက်ဆုံးသွားခဲ့ပါပြီ။အန်နာကဘာကူမှဂရုမစိုက်ပဲအဖိုးကိုတူရဲ့အိမ်ထဲကိုအတင်းဝင်ရောက်သွားပြီးရိုးရာနီးလန်းနဲ့ဆေးဆက်ကတားဖြစ်သူကိုတိုက်ကြွေးခဲ့ပါတယ်။တကယ်တော့စီရန်ဟာသူမရဲ့တားရင်မဟုတ်ပဲကုမ္ပဏီရဲ့စမ်းသပ်မှုတစ်ခုသာဖြစ်ပါတယ်။သူမဟာစီရန်ကိုသူတေသနဌာနစီပြန်အပ်ဖို့တွေးခဲ့မှုပေမဲ့ဒီလိုတေးချင်းရှင်ချင်းဘေးအန္တရာယ်တွေကိုအတူတူရင်ဆိုင်ခဲ့ပြီးနောက်မှာတော့စီရန်ဟာသူမဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီအချိန်မှာပဲစွန်ကြောက်စီကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။အဖွဲ့အစည်းဟာအစကတည်းကအန်နာတယောက်တည်းကိုပဲခေါ်ဆောင်ဖို့ရည်ရွယ်ခဲ့တာပါ။ဘာလို့လဲဆိုတော့အန်နာကိုယ်တိုင်ကလည်းကလေးမလို့ခြင်းဘူးလို့တစ်ချိန်ကပြောခဲ့ဘူးလို့ပါပဲ။ဒါကြောင့်အဲ့ဒီအချိန်ကတည်းကအဆုံးသက်ကတတ်မှတ်ပြီးသားဖြစ်နေခဲ့ပါပြီ။စမ်းသပ်ခံဖြစ်တဲ့စီရန်ကိုတော့သူတေသနဌာနကပြန်လည်သိမ်းဆည်းရမှာဖြစ်ပါတယ်။သူတို့ခေါင်းမိုးထက်ကိုရောက်တဲ့အခါလုံခြုံရေးဝန်ထမ်းတွေကစီရန်ကိုအတင်းအဓမ္မလူယူသွားကြပါတယ်။နောက်တစ်စက္ကန့်မှာတော့တနတ်တန်တွေထွက်ပေါ်လာပြီးစွန်ကြောက်စီနဲ့လုံခြုံရေးဝန်ထမ်းအားလုံးဟာသူတို့လူတွေရဲ့လက်ချက်နဲ့တင်ပွဲချင်းပြီးတေးတံပေးခြင်းခံလိုက်ရပါတယ်။တကယ်တော့ခိုးလုံရနေရဆိုတာအစအဆုံးမူသားစကားတွေသာဖြစ်ပြီးအန်နာကလွယ်လို့ကြံတဲ့သူအားလုံးတေးရမှာဖြစ်ပါတယ်။ဒုံးပြန်ပေါ်ကိုခေါ်ဆောင်ခံရပြီးနောက်မှာတော့အန်နာဟာကဘာမြေကြီးဟာအုတ်ကခဲအန်ရဲ့ကြောင့်မကြခင်ပျက်စီးတော့မှာဖြစ်ပြီးသူတို့ဟာလူသားမျိုးနွယ်ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့အန်နာဟာဒုံးပြန်အာကာသရဲ့ပြန်တက်သွားတဲ့အချိန်မှာပဲယောဂကြောင့်တေးဆုံးသွားခဲ့ပါတယ်။မတေးဆုံးခင်မှာသူမကမိမိရဲ့မှတ်ဉာဏ်တွေကို program တစ်ခုအဖြစ်ပြောင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ဒီ virtual ကဘာထဲမှာတားဖြစ်သူကိုပြန်လဲကယ်တင်ဖို့ပါပဲ။လူသားမျိုးနွယ်တည်တံ့ဖို့အတွက်သူမဟာစိတ်ခံစားမှုအင်ဂျင်ကိုအောင်မြင်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါကြောင့်အန်နာဟာမိမိကိုယ်ကိုစမ်းသပ်ခံတစ်ခုအဖြစ်ပြောင်းလဲပစ်ဖို့ဆုံးဖြတ်ခဲ့ပြီး virtual ကဘာထဲမှာတားကိုကယ်တင်နိုင်မဲ့နီလန်းမတွေ့မချင်းအချိန်ခါပြန်လဲပတ်နေစေခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အချိန်မှာတော့အချိန်ဟာရေကြီးမှုစတင်ခဲ့တဲ့အဲ့ဒီမနက်ခင်းစီပြန်ရောက်သွားပါတယ်။သူမအင်ဂျီဘော်ကနံပါတ်491ဆိုတာဟာဒီတန်တရားကိုအချိန်491ကြိမ်မြောက်ဖြတ်တန်းပြီးပြီဆိုတာကိုပြသနေတာပါ။ဒီတစ်ချိန်မှာတော့အန်နာကမှတ်ဉာဏ်တွေကိုအသုံးချပြီးအန်ရယ်မျိုးကိုရှောင်ကွင်းနိုင်ခဲ့ပေမဲ့ရုံရင်းဆန်ခတ်မှုတွေကြားထဲမှာပဲစီရန်နဲ့လူစုကွဲသွားခဲ့ပြန်ပါတယ်။တားဖြစ်သူပင်လယ်ထဲပြုတ်ကျသွားတာကိုမျက်စိရှိတင်မြင်လိုက်ရပြီးသူမကိုယ်တိုင်လည်းကားတိုက်ခံရကတန်တရားကပြန်လည်စတင်ခဲ့ပါတယ်။အကြိမ်ပေါင်း4009မြောက်တန်တရားမှာတော့သူမဟာကောင်မလေးကြည်ရှုကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။အကြိမ်ပေါင်း9993မြောက်မှာတော့သူမဟာကိုဝင်ဆောင်မိခင်တဦးကိုကလေးမွေးဖွားပေးဖို့ကူညီပေးခဲ့ပါတယ်။မွေးကင်းစကလေးငယ်ကိုကြည်ရင်နဲ့သူမဟာစီရန်ပြောခဲ့မှုတဲ့စကားတစ်ခုကိုရုတ်တရက်တတိယသွားပါတယ်။စီရန်ကသူမရဲ့ဖုန်းထဲကိုပကြီးကားတစ်ချက်ပို့ထားခဲ့တာပါ။အန်နာဖုန်းထဲကတပ်ပေါ်အယ်ဘမ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအန်အောမြင်တက်သွားပါတော့တယ်။အဲ့ဒီပကြီးကားကတော့ခေါင်းမိုးထက်မှာသူတို့ပထမဆုံးအကြိမ်လမ်းခွဲခဲ့ရတဲ့မြင်ကွင်းဖြစ်နေလို့ပါပဲ။သူမနောက်ဆုံးတော့နားလည်သွားခဲ့ပါပြီ။တန်တရားအကြိမ်လဲပတ်နေပေမဲ့ဇီယန်ရဲ့မှတ်ဉာဏ်တွေဟာဘယ်တော့မှပျောက်ပြတ်မသွားခဲ့ပါဘူး။သူဟာမိမိရဲ့နီးလန်းနဲ့အမေဖြစ်သူကိုအမြဲတမ်းသတိပေးနေခဲ့တာပါ။အကြိမ်ပေါင်း13418မြောက်တန်တရားမှာတော့အန်နာဟာစွန်ကြောက်စီကိုနောက်ဆုံးမှာနားဝင်အောင်ပြောနိုင်ခဲ့ပြီးမိမိတို့တန်တရားရဲ့ရောက်နေတယ်ဆိုတာကိုယုံကြည်သွားစေခဲ့ပါတယ်။ပြန်လည်ခုခံမှုတွေလုပ်ခဲ့ပြီးနောက်မှာတော့စွန်ကြောက်စီဟာဒီတစ်ချိန်မှာအသက်ရှင်ခွင့်ရသွားခဲ့ပါတယ်။အကြိမ်ပေါင်း2000ကျော်မြောက်တန်တရားမှာတော့သူမဟာမရေမတွက်နိုင်တဲ့ကြာရှုံးမှုတွေကနေရရှိလာတဲ့အတွေ့အကြုံတွေကိုအသုံးချပြီးလုံခြုံရေးတွေထက်တလန်းစောကခေါင်းမိုးထက်ကဗီဒီယိုထဲမှာစီရန်ကိုရှာတွေ့ခဲ့ပါတယ်။ဇလန်ကဒီအထိရောက်လာတဲ့အခါအားလုံးဝေခွဲမရဖြစ်နေနိုင်ပါတယ်။တကယ်တော့ဒီတစ်ကြိမ်တန်တရားဟာအရေးကြီးဆုံးအလှည့်ပြောင်းပါပဲရှိမှာတော့အရာအားလုံးကိုဝါမျိုးမဲ့အေယာမလိုင်းလုံးကြီးရှိနေပြီးဘယ်ဘက်မှာတော့သူတို့ကိုအတင်းခွဲခွာစေမဲ့အဖွဲ့အစည်းဝင်တွေရှိနေပါတယ်။
အန်နာဟာတုံဆိုင်မနေတော့ပဲဇီရန်ကိုမြေပြင်ပေါ်ချပေးပြီးပင်လယ်ထဲခုန်ချခိုင်းလိုက်ပါတယ်။သူမကိုယ်တိုင်ကတော့လုံခြုံရေးဝန်ထမ်းတွေကိုအသက်ဆုံးပိတ်ဆို့ပြီးတားဖြစ်သူအတွက်အချိန်လူပေးခဲ့ပါတယ်။တန်တရားကြီးပြီးဆုံးခါနီးအချိန်မှာတော့အန်နာရဲ့စိတ်အာရုံထဲမှာဇီရန်နဲ့အတူဖြတ်တန်းခဲ့တဲ့အခိုက်အတန့်တိုင်းဟာလက်တစ်ပြက်ဖြတ်ပြေးသွားပါတယ်။ဒီအချိန်မှာတော့မိခင်မြတ်တာဟာအရာအလုံးကိုအနိုင်ယူသွားခဲ့ပါပြီ။အန်နာဟာနည်းပညာဆိုင်ရာအတားအဆီးကိုကျော်လွှားနိုင်ခဲ့ပြီးစိတ်ခံစားမှုအင်ဂျင်ကိုအောင်မြင်စွာပြပြီးမြောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတော့တယ်